လားရှိုးမှာဒီမိန်းမကလေမိန်းမနေပြီးတဲ့ခါကျသူတို့ဘာသာတွေကိုမဝင်လို့ဆိုပြီးတဲ့ခါကျတော့ဒီယောက်ျားရဲ့သူ့ရဲ့ယောက်ကတိယောက်ခမတွေရဲ့ပေါ့နော်အဲ့သူတို့ကနေပြီးတော့အိမ်တကားပိတ်ပြီးတော့ဝိုင်းရိုက်တာအဲ့ဒါနေပြီးတော့ဒီအမျိုးသမီးကတေဝါတာမှာဥကောင်းကိုနေရောကွဲတဲ့အဲ့ဒီလေဗင်ရိုးတွေရောကျိုးပြီးတော့မှလည်းတေဝါတာတဲ့တော့အဲ့ကြောင့်ပြောပြမယ်လာစစုမပုတ်တွေရောဈေးတက်တွေရောကြွရှင်တို့စိုက်တဲ့နေရာမှာစိုက်တယ်လို့ဒါနေရာယူလိုက်တော့နော်လာရှိုးမှာဒီဖြစ်စဉ်ကကြတော့12ရက်ဇွန်လမှာပဲဖြစ်ခဲ့တဲ့ခါကျတော့ယောက်ျားနဲ့ဒီယောက်ျားနဲ့ဒီမိန်းမနဲ့အိမ်အောင်ကြပြီးတဲ့ခါကျတော့သူတို့ကဘာသာမတူမိန်းမဘာသာတစ်ခုယောက်ျားဘာသာတစ်ခုပေါ့နော်ယောက်ျားမိသားစုဘာသာတစ်ခုအဲ့လောက်မှဒီယောက်ျားရဲ့အဖေကကြတော့သူကဘာသာရေးခေါင်းဆောင်ပေါ့နော်အဲ့လိုဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ခါကျတော့သူတို့ရဲ့ဘာသာတဲ့ဝင်လို့ဒီမျိုးသမီးကိုစီးယုံတာပေါ့စီးယုံပြီးတဲ့ခါကျအရင်တော့ကကြတော့အဲ့လိုမျိုးအနုနီးနဲ့စီးယုံတာအဲ့လိုမျိုးစီးယုံမရတဲ့ခါကျတော့နောက်ပိုင်းမှာကျတော့သူတို့ကအဲ့ဒီလိုမျိုးဘယ်လိုခေါ်မလဲအကြမ်းလေးတွေနဲ့စီးယုံတာပေါ့စီးယုံပြီးတော့အဲ့လိုမျိုးဂျိုင်းနက်တာမျိုးတွေလောက်တာအဲ့ဒီဖြစ်စရာကြတော့လေအဲ့ဒီအိမ်တကားကိုပိတ်ပြီးတဲ့အခါကျတော့အဲ့ဒီ၄ယောက်တစ်ယောက်ကိုမှလည်းဝိုင်းရိုက်တဲ့ခါကျတော့ဒီအမျိုးသမီးကအဲ့ဒီတိတ်ဆုံးသွားပေါ့တိတ်ဆုံးသွားပြီးတဲ့ခါကျတန်းတဲ့လူတွေကအခုမှုဖြစ်နေမှာပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့ဒီလိုမျိုးတွေယောက်ျားနဲ့မိန်းမနဲ့ဥပမာအိမ်အောင်ကြတယ်ပေါ့နော်အိမ်အောင်ကြတယ်ဆိုဘာသာရေးရတယ်မတူဘူးမတူဘူးအခြားကိစ္စတွေညှိနှိုင်းအစကတည်းကပဲကြိုတင်ညှိနှိုင်းတဲ့နယ်ပေါ့နော်ဥပမာမိန်းမဒီဘာသာကိုကိုးကွယ်မယ်ယောက်ျားလည်းဒီဘာသာကိုကိုးကွယ်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ဖြစ်စဉ်ဒီဘယ်လိုခေါ်မလဲစယူကြတဲ့ဟာတီးခံခွင့်လို့နားလည်နိုင်သလားယောက်ျားနဲ့မိန်းမနဲ့အိမ်အောင်ကြလိုက်တယ်ဆိုအိမ်အောင်ကြမှာဘဝကစတာအဲ့တော့မိဘတွေပါလာတယ်ဒီတခြားဘက်ကလည်းမိဘတွေဒီဘက်ကလည်းယောက်ခမတွေပါလာတယ်ဆိုလို့ရှိရင်သူတို့တွေကပါဝင်ပြီးတော့ဆွေမျိုးတွေကဝင်ဆွတ်ဖတ်တယ်ဆိုလို့ရှိရင်အဆင်မပြေဘူးအဲ့တော့ဒီလိုမျိုးဒီဘာသာရေးတို့ဘာလို့ဆိုတာအထီးကိုက်ခံတာမဟုတ်ဘူးအဲ့ကြတော့အစပြလိုက်ကြည့်ပဲချိုတင်နေညှိနှိုင်းနဲ့ဆွေးနွေးရမှာပေါ့နော်အဲ့ကြတော့ဘာသာတိုင်းကသူ့ဘာသာနဲ့သူကောင်းကွက်တွေနဲ့သူရှိတယ်ကိုယုံကြည်တဲ့ဘာသာကိုကိုးကွယ်လို့ရတယ်ပေါ့နော်ဒါကိုဆိုလို့ရှိရင်လည်းမွေးကြတဲ့ကဗုဒ္ဓဘာသာပဲယုံကြည်ဗုဒ္ဓဘာသာကိုကိုးကွယ်တယ်ပေါ့နော်ကိုးကွယ်ပြီးတဲ့ခါကျကိုတိုင်းလည်းအဲ့ဒီရဟာကိုသိအောင်လုပ်တယ်အဲ့လိုမျိုးပဲလူတိုင်းကကိုးကွယ်တဲ့ဘာသာတစ်ခုတိုင်းစီကိုပေါ့နော်သိအောင်လုပ်တဲ့နဲ့အဲ့ဒါကြမှာကိုတိုင်းတိမှဒီရဲ့တန်ဖိုးကိုတိမှတန်ဖိုးရှိမှာလူတယောက်ကိုဒီစာအုပ်ကိုကြည့်ပြီးတဲ့ခါကျဒီစာအုပ်ကိုမဖတ်ဘဲနဲ့ဒီစာအုပ်ကကောင်းလိုက်တာလို့အဲ့လိုမျိုးပြောလို့မရဒီစာအုပ်ကဘာအကြောင်းကိုရေးထားတဲ့အတွက်ကောင်းတာလဲဘာလိုမျိုးတွေဖြစ်နေလို့ကောင်းတာလဲဆိုတဲ့ဟာမျိုးတွေကိုတီးဖို့လို့လိုတယ်အဲ့လိုမျိုးပဲတခြားလူတယောက်လူတိုင်းမှာကိုယ့်လိုလာခွင့်နဲ့ကိုရှိတယ်မိဘနဲ့သားသမီးတောင်မှဒီလိုမျိုးလုံးလို့မရအောင်ဟိုဒီရောက်ခမနဲ့တာထွေးမနဲ့ပဲဖြစ်နေယောက်ျားနဲ့မိန်းမဖြစ်နေပေါ့နော်အဲ့တော့ဒီဟာမျိုးတွေကိုတိတိကျကျညှိယူပြီးမှအစကတည်းကကြီးပဲတင်လှုပ်တင်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့ဒီကိုတိုင်းကဒီဟာတစ်ခုရဲ့တန်ဖိုးကိုမသိဘူးဆိုလို့ရှိရင်ဒီရဲ့တန်ဖိုးကလည်းမရှိဘူးဘယ်ဘာသာပဲဖြစ်နေဒီဘာသာကတော့အရန်ကောင်းတာပဲဘယ်ဘာသာအရန်ကောင်းတာပဲကိုတိုင်းသိအောင်လုပ်တခြားဘာသာတွေလည်းကိုကွယ်တဲ့ကိုကဒီဘာသာတစ်ခုကိုကွယ်မယ်ဆိုလို့ရှိရင်ဒီကိုကွယ်တဲ့ဟာကိုဘာလို့ကိုကွယ်လိုက်တာလဲနော်ကြံတဲ့ဟာတွေကိုဘာလို့မကိုကွယ်တာလဲအဲ့ဒီရဲ့အနှစ်သာရကိုတိုင်းသိအောင်လုပ်ပြီးတဲ့ခါကျတော့လူတယောက်ကိုဒီလိုမျိုးရိုက်နှက်ပြီးတော့ဒီလိုမျိုးတွေတက်ဖြတ်လိုက်ခြင်းဟာကိုယ့်ဘာသာကိုဆိုလို့ရှိရင်သူများတွေလည်းအထင်သေးဖို့လို့ကိုယ့်ဘာသာကိုကိုတိုင်းချနေလိုက်တယ်လို့မျိုးပဲဖြစ်သွားတာဒါအထင်ကြီးလို့ရတယ်လက်ခံလို့ရတယ်လောက်ရမဟုတ်ဒီဟာကိုမကိုးကွယ်ရကောင်းလားဆိုတော့ဒေါသအလျောက်ဖြည့်ရှင်းလိုက်တယ်ဆိုလို့ရှိရင်ဒီဘာသာရဲ့ခေါင်းဆောင်ဖြစ်နေတာလေဘာမှအတုံးမဝင်ဘူးကွယ်သိရမလားလူတွေမှာဒီလိုမျိုးတစ်ခုခုသူတို့ဘက်ကလက်ခံခြင်းလာအောင်ဆိုလို့ရှိရင်ဒီရဲ့တန်ဖိုးကိုတိလာအောင်လို့လုပ်ပေးရတယ်ကိုတိုင်းအဲ့လိုမျိုးပြောနိုင်မှတိအောင်လုပ်နိုင်မှပေါ့နော်အဲ့ဒီလူတယောက်ကလည်းစိတ်ဝင်စားပြီးတော့ကိုတိုင်းလည်းကိုးကွယ်ခြင်းမှာဒီလူကဒီအကြောင်းလည်းသိတယ်ဟိုဒီဘာသာရဲ့အကြောင်းလည်းသိတယ်ဟိုဘာသာရဲ့အကြောင်းလည်းသိတယ်ဒါပေမဲ့သူကိုတိုင်းဒီဘာသာကိုလက်ခံနိုင်တယ်ဆိုလို့ရှိရင်ဒါသူ့ရွေးချယ်မှုနဲ့သူပဲကိုဘာသာကိုမရွေးချယ်လို့သူကမှားနေရမှာမဟုတ်သူကိုတိုင်းသူကြိုက်တဲ့ဟာကိုသူကိုတိုင်းရွေးချယ်ခွင့်ရှိတယ်အဲ့လိုမျိုးပဲเนาะအဲကြောင့်မလို့အခုဒုမြန်မာပြည်မှာကြတော့လေလူတွေကကိုမကိုးကွယ်တဲ့ဘာသာကိုသူများကကိုးကွယ်နေတယ်ဆိုလို့ရှိရင်မှားနေတယ်လို့ထင်ကြအဲ့ဒါကြောင့်မှားတာမဟုတ်လူတွေမှာကိုရွေးချယ်ခွင့်နဲ့ကိုပဲကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိတယ်ပေါ့နော်ဒါပါပဲနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်တတား